ဘယ်သူမှဂရုမစိုက်ဘူးဒါလူကြောက်တဲ့ introvert တွေအတွက်အဓိကပြောတာပေါ့နော် introvert ပေါက်စာလေးကလူကြောက်တတ်ပါတယ် introvert တွေစိတ်ထဲထင်တာငါတခုခုလုပ်တယ်ဥမာလူတွေအများကြီးရှေ့သွားပြီးစကားပြောတယ်ဟောပြောစဉ်ပေါ်တက်ပြီးစကားပြောရတယ် presentation လုပ်ရတယ်ဆိုရင်လူတွေကငါ့ကိုဝိုင်းကြည့်နေကြမှာလားငါ့ကိုတခုခုအပြစ်ပြောကြမှာလားအဲ့လိုစိုးရိမ်နေပေါ့နော်သူတို့ style ကြ fashion ကြဝတ်သွားတဲ့အခါမှာငါ့ကိုလူတွေကဒီဝီရဖြစ်တယ်ဆိုပြီးကြည်နေကြမှာလားအဲ့လိုတွေးတယ်ပေါ့နော်တကယ်တော့အပြင်လောကကြီးမှာလူတွေကခမ ्या ကိုဂရုမစိုက်ဘူးဘယ်သူမှတမင်အတင်းလိုက်ကြည့်မနေဘူးဥမာကျောင်းကြီးကျောင်းသားကျောင်းတော်ကြားသားဝတ်သွားရင်တော့မှခက်ကြည့်လိုက်တယ်ပေါ့အော်တမျိုးကြီးပဲပေါ့ပြီးသွားတာပဲသူတို့မှလည်းသူတို့ဘဝရဲ့အရှုပ်ထွေးတွေရှိတယ်သူတို့ဘဝရဲ့ဒုက္ခတွေရှိတယ်အဲ့တော့ဘဝပေါက်စာရုံမှာကျင်တာကျွန်တော်ဘယ်သူမှကိုတမင်လာပြီးဂရုမစိုက်နေဘူးကိုယ်လှုပ်เสียရှိရလှုပ်ပေါ့နော်မှန်တဲ့လှုပ်ဖြစ်ရမယ်ရိုးသားတဲ့လှုပ်ဖြစ်ရမယ်အဲ့နှစ်ခုဒါမှန်နေရဆိုရင်ကိုလှုပ်ချင်တဲ့ကိုအတိုင်းလှုပ်ပေါ့နော်လူတွေကိုတိတ်ပြီးတော့ခေါင်းနဲ့ထဲမနေနဲ့လှုပ်เสียရှိရလှုပ်ပဲဆက်လှုပ်ပေါ့နော်ဒီ blogging တွေလှုပ်တဲ့လူတွေဆိုလဲကင်မရာကြီးတကားနဲ့လူတွေရှိစားပြသွားပြလာပြနေရပဲအဲ့လူတွေကိုကြည့်ခဏလောက်ကြည့်ပြီးတော့အော်ဒီလူ blogger ပဲဒီလောက်ပဲပြီးသွားပြီပေါ့နော်အဲ့တော့ပြောချင်တာကိုဖြစ်ရမယ်ကိုဖြစ်ချင်တဲ့ကိုတွေရှိလိမ့်မယ်လူငယ်ဆိုတော့လေ introvert တွေဆိုတော့ဒါပေမဲ့လို့အဲ့ဒါကိုအဲ့ကိုတွေကိုငါလူကြောက်လို့လူတွေကငါ့ကိုတမျိုးထင်ကြမှာပဲဆိုပြီးတော့ဒီအတားအဆီးတစ်ခုကြောင့်တော့လက်မလျှော့လိုက်နဲ့လူတွေကခမ ्या ကိုကြည်လဲကြည်မနေဘူးတိတ်လဲသိချင်မနေဘူးခဏလောက်ပဲစကားပြောပြီးတော့သူ့ဘဝသူပြန်သွားလိမ့်မယ်